မိုးတဲထန်စွာရွာသွန်းနေတဲ့အုံမိုင်းနေတဲ့တိုးအုပ်ကြီးထဲမှာဖြစ်ပါတယ်။ရေကန်ထဲမှာလူတစ်ယောက်ဟာကြောက်လန့်တကြားနဲ့ရေငုပ်ပြီးပုန်းနေရပါတယ်။ရေပြင်ထက်မှာတော့မြေကြီးတွေတုန်ခါသွားစီတဲ့ခြေလန်းတန့်ကြီးတွေနဲ့အတူဘလူးကြီးတွေရောက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။တန်ချက်ကာဝတ်စစ်တဲတော်တူဟာတစ်ပင်ကြီးတစ်ပင်ရဲ့နောက်ကနေပုံအောင်ရင်အခြေအနေကိုစောင့်ကြည့်နေပါတယ်။သူ့ရဲ့မျက်နှာမှာကြောက်ရွံ့မှုတွေအပြည့်ပါတယ်။အနီးနားကတိုးလေးတကောင်ပြေးလွှားနေတာကိုဘလူးကြီးကလက်တစ်ဖက်တည်းနဲ့ဖမ်းဆွဲလိုက်ပြီးရေထဲကိုနှစ်လိုက်ပါတယ်။ရှေးထဲမှာပုံနေတဲ့လူငယ်လေးဟာအသက်ရှူအောင်ပြီးကြောက်လန့်နေပါတယ်။အဲ့ဒီအချိန်မှာပဲစစ်သေးတော်ကရဲရင်စာထပ်လာပြီးဘလူးကြီးကိုတိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်။သူကပြေးလွှားရင်ဘလူးကြီးရဲ့လက်ကိုဓာတ်နဲ့ခုတ်လိုက်နိုင်ပြီမယ်။ဒီတန်ရာကဘလူးကြီးကိုပို့ပြီးဒေါသထွက်စေခဲ့ပါတယ်။ဘလူးကြီးဟာနာကျင်မှုကြောင့်အော်ဟစ်လိုက်ပြီးစစ်တဲတော်ကိုလက်ဝါးကြီးနဲ့ရိုက်ပုတ်ဖမ်းဆွဲလိုက်ပါတယ်။စစ်တဲတော်ဟာရုန်းကန်ပေမဲ့မလွတ်မြောက်နိုင်ပါဘူး။ဘလူးကြီးကသူ့ကိုကြောက်ဆောင်နဲ့ရိုက်ပစ်လိုက်ပြီးမိမျောသွားတဲ့စစ်တဲတော်ရဲ့ခြေထောက်ကနေဆွဲကိုင်းကားတောအုပ်ထဲကိုခေါ်ဆောင်သွားပါတော့တယ်။ဒီကြောက်မဲ့ဖွယ်မင်းကွင်းကိုရေထဲကနေကြည့်နေတဲ့လူငယ်လေးကတော့တုံလုတ်ခြောက်ချားစွာနဲ့ကြံရစ်ထဲပါတော့တယ်။